โอเคအားလုံးပဲမင်္ဂလာပါတမက်စကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်စူပါမန်လို့ပြောလိုက်ရင်ကလေးရောလူကြီးပါမကြီးပဲမနေနိုင်တော့အောင်လူကျက်များတဲ့စက်ကားတကားဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တမက်စကိုအပေးနေတဲ့သူတွေအတွက်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့စက်ကားတကားရှိပါတယ်အဲဒါတော့စူပါမန်စက်ကားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့တမက်စကနေအစီအစဉ်လေးကိုတင်ဆက်ပေးနေတဲ့မန်ခံပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုတော့အစီအစဉ်လေးကိုစလိုက်ရအောင်ခင်ဗျာဇလန်စားမှာတော့စူပါမန်ရှိမှရှိတဲ့ဆွမ်းအားတွေကိုလိုချင်နေတဲ့ဂျိုဒါတွေဟာစူပါမန်မရှိတဲ့နေရာကိုရောက်ရှိလာကြပါတယ်။စူပါမန်ကိုအိမ်နေရာနဲ့မှရှာခဲ့ကြပေမဲ့စူပါမန်ကိုမတွေ့ခဲ့ကြပါဘူး။ဒါနဲ့စူပါမန်ကိုမတွေ့တဲ့အဆုံးမှာတော့စူပါမန်မေကိုနှိမ့်ဆက်နေခဲ့ကြပါတယ်။အမေကိုနှိမ့်ဆက်နေတာမြင်တော့ရုတ်တရက်သူတို့ပေးနာကနေထွက်ပေါ်လာပြီးဂျိုဒါတွေကိုတိုက်ခိုက်ပါတော့တယ်။စူပါမန်တရားဂျိုဒါတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲတစ်ဖက်မှာစက်တက်တဖွေးရောက်လာပြီးဂျိုဒါတွေကိုလာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ဂျိုသားတွေဆိုတာလူသားတွေထဲလည်းမြင်တွက်လက်ကြတာမို့ခဏအတွင်းမှာပဲဂျိုသားတွေကိုလာတိုက်ခိုက်တဲ့စက်သားတွေဟာရှုံးနေခဲ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဂျိုသားတွေနဲ့စူပါမန်ဟာတိုက်ခိုက်နေကြတော့မှဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်နေတော့မှပဲစူပါမန်တယောက်ရှင်းနေတော့မှအချိန်တွေရောက်လာတော့သူရဲ့မျက်လုံးပါဝါကိုထုတ်တုံလိုက်ရပါတယ်။တစ်ဖက်မှာတော့စက်တက်ကကပလိန်တယောက်ဟာစက်ကူခေါ်ပြီးသူတို့ကိုလာတိုက်ခိုက်ဖို့အကူအညီတောင်းလိုက်ရပါတယ်။ဒါပေမဲ့ရုတ်တရက်ဂျိုသားတွေဘက်ကကျိုးတူတစ်ခုပေါ်လာပြီးလန်တဝက်မှာပဲပျက်စီးသွားခဲ့ရပါတယ်ဒီလိုနဲ့ဂျိုဒါတွေရှုံးနေတော့မယ့်အခါမှာကောင်းငင်ကနေရုတ်တရက်ကျိုးတူတစ်ခုပေါ်လာပြီးဂျိုဒါတွေကိုပြန်ခေါ်ပြီးကောင်းငင်ကိုပြန်တက်ခါပြတ်သွားခဲ့ကြပါတယ်